ကထိဏစီဝရဒါနလို့ဆိုတာကထိန်သင်္ကန်းအလှူကထိန်သင်္ကန်းဆိုတာဘယ်နှစ်ထဲတုံးဆိုတစ်ထဲတည်းပဲရဟန်းတော်တွေဝတ်ရုံနဲ့ဝတ်စုံသင်္ကန်းသုံးတယ်လို့ခေါ်ကြတယ်ခါရဝဋ္ဌသင်္မေအဘောယုံနာဧကတိပါဠိလိုအန္တရဝတကဥဒ္ဒရသင်္ခအဘောလိုအပ်လို့ရှင်ထပ်ပြီးတော့ခြုံလို့ရတဲ့ဒုကုတ်လို့ခေါ်တဲ့နှစ်ထပ်သင်္ကန်းကြီးသင်္ကာတိဆိုတာအဲ့ဒါကိုသင်္ကန်းသုံးတယ်လို့ခေါ်တယ်ပေါင်းလိုက်မယ်ဆိုရင်တော့၄တယ်ဖြစ်တာပေါ့နော်နှစ်ထပ်ကတစ်ထဲနှစ်ထပ်ကိုတစ်ထဲစီခွဲယူလိုက်လို့ရှင်သင်္ကန်း၄တယ်ဆိုရင်ဆောင်းကိစ္စလည်းပြီးသွားတယ်ပေါ့ရှေးခေတ်ကရာသီဥတုနဲ့ဆိုအဲ့တော့သင်္မရဲ့ဧကတိရဲ့နှစ်ထပ်သင်္ကန်းရဲ့အဲ့ဒါယဟန်တန်ဃာတွေအတွက်ဝိုးယုံမှုနဲ့ပတ်သက်ပြီးတော့ပြီးသွားမြတ်စွာဘုရားပွင့်တဲ့အချိန်မှာဖြစ်ပေါ်လာတဲ့သင်္ကန်းလေးတွေကိုစဉ်းစားကြည့်မယ်ဆိုရင်အလုံးကြားဘူးတဲ့ဘုရားရှင်မှာကြားဘူးတဲ့အတိုင်းပဲဘုရားလောင်းတောထွက်လာတဲ့အခါကျတော့ဂတိကာရဆိုတဲ့သုဒ္ဓဝါဒပြမအကြီးကမြတ်စွာဘုရားကိုလာပြီးတော့ကြာသင်္ကန်းဆိုတာစက္ကတယ်လို့ပြောကြကြာဘူးတဲ့ကရလာတဲ့ပြိခရာ၈ပါးကဘာဥကာလကြာဘူးကြီးထဲမှာဖြစ်ပေါ်နေတဲ့ကြာသင်္ကန်းကြာရိုးရက်တဲ့သင်္ကန်းမဟုတ်ဘူးနော်အဲ့ဒီကြာဘူးတဲ့ကဘာဥကာလမှာရရှိထားတဲ့ဝတ်စုံအဲ့ဒီဝတ်စုံကြီးကိုမြတ်စွာဘုရားကတ်တာဒါဘုရားလောင်းတောထွက်လာသာသနာမဖြစ်သေးဘူးအဲ့ဒီအချိန်မှာသာသနာဖြစ်လာပြီမြတ်စွာဘုရားဘုရားဖြစ်သူရောက်ပြီးဘုရားယရဏပေါ်လာပြီဘုရားယရဏပေါ်လာပြီးတော့တရားယရဏတပည့်ဆက်ချတရားကစပေါ်တယ်ဒါမို့တပည့်ဆက်ချတရားဟောပြီဆိုရင်ဓမ္မယရဏပေါ်လာပြီအဲ့ဒီပေါ်လာပြီးတဲ့နောက်မှာသံဃာယရဏဆိုတာပေါ်လာတာဘယ်အစပေါ်လို့ဆိုရှင်ကုဋ္ဌိညာရှင်ကုဋ္ဌိညာဘာသင်္ကန်းတွေဝုတ်ခဲ့တာတုံးလို့မေးမယ်ဆိုလို့ရှိရင်အဋ္ဌိမယပတ္ထစီဝရတကိုးတော်နဲ့ဖြစ်ပေါ်လာတဲ့သပိတ်သင်္ကန်းလို့ဆိုတယ်အရင်ကတော့ယသိဝတ်စုံပဲနေမှာပေါ့ရှင်ကုဋ္ဌိညာတပည့်ဆက်ကြတရားနာလိုက်လို့အသိဉာဏ်ရသွားပြီသောတပန်ဖြစ်သွားတယ်ဓမ္မစက္ခုရရှိသွားအဲ့ဒီအချိန်မှာမြတ်စွာဘုရားကိုလဘေယဟံဗန္တိဘဂဝတောတန္တိကေပပိစ္ဆံလဘေယဟံဥပတ္တမြတ်စွာဘုရားရဲ့အထံတော်မှာတဲ့ရှင်သာမဏေဖြစ်ယဟန်ဖြစ်ရပါစေလို့ခွင့်တောင်းစကားလျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားကအေဟိဘေကုသောခတောဓမ္မောစရဗျမစရိယံသမ္မဒုက္ခတအန္တကရိယာယလို့လက်တော်ဆန်းဆန်းပြီးတော့ယဟန်လာခဲ့ငါဟောတဲ့တရားတွေဟာမှန်ကန်စွာဟောတာဖြစ်တယ်မှန်ကန်တဲ့နည်းနဲ့ဆင်းရဲဒုက္ခအဆုံးသတ်ဖို့အတွက်ဟောဒီဗျမစရိယကိုဆက်ပြီးကျင့်သုံးလို့အမခံရလည်းပေးလိုက်တယ်တာဝန်လည်းပေးလိုက်တယ်လုပ်ရမယ့်ဟာကိုလည်းတခါတည်းပြောလိုက်တယ်အဲ့ဒီလိုဒီစာရန်လေးစကားဝကြလေး၃ခုနဲ့တည်းပဲရှင်ကုဋ္ဌိညာဟာယဟန်ဖြစ်သွားတယ်ယဟန်ဖြစ်သွားတာမှအေးဘိက္ခုခေါ်လိုက်တာနဲ့တပြိုင်နက်ယသိအတွင်ပျောက်ပြီးတော့တန်ခါမြတ်စွာဘုရားရဲ့တပိဿဝကတွေဝတ်ဆင်တဲ့ဝတ်စုံတွေဆင်မြန်းပြီးသားတကိုးနဲ့ပြီးတဲ့သင်္ကန်းသပိတ်ပြိခရာရရှိပြီးသားယဟန်ဖြစ်သွားတယ်အခုလိုသင်္ကန်းသပိတ်လှူခဲ့ပြီးတော့ဆူတန်းတဲ့အမျိုးကောင်းသားတွေဟာအေးဘိက္ခုခေါ်ခံရပြီးတကိုးနဲ့ဖြစ်ပေါ်လာတဲ့သင်္ကန်းသပိတ်ကိုသုံးရတယ်လို့သူဆိုတယ်အမျိုးသမီးတွေကြတော့ဒီအေးဘိက္ခုဆိုတာမျိုးမဟုတ်တော့ပဲနဲ့အေးဘိက္ခုနီခေါ်တာမဟုတ်ပဲနဲ့မဟာလတ္တတန်းစာဝိသခါရောလို့ထူးခြားတဲ့စင်တန်းစာကြီးတွေကိုရရှိစေနိုင်တယ်လို့သူတို့ဆိုထားတဲ့စာထဲမှာတော့နော်အဲ့တော့ဒီအဋ္ဌိမယပတ္တစီဝရဆိုတကိုးဖြစ်ပြီးတယ်ဆိုတော့ဘု து တကိုးလေမြတ်စွာဘုရားကတကိုးနဲ့ပေးလိုက်တာလားဆိုမဟုတ်ဘူးသူတို့ကိုယ်တိုင်လုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုရဲ့အစွမ်းတကူမြတ်စွာဘုရားကအဲ့ဒီအစွမ်းတကူကိုလမ်းဖွင့်ပေးလိုက်တာပဲရှိဆိုလိုတာကနေရောင်သင်းတို့ဂျာပန်ကြီးပွင့်တာနေရောင်ကဂျာပန်ကိုအထောက်ကူပြုလိုက်တာဖြစ်တယ်နေချောင်းဂျာပန်ကြီးဖြစ်လာတာမဟုတ်ဘူးဂျာပန်ကငကိုယ်တဲ့ကန်းထဲမှာဂျာပွင့်ကြီးဂျာဘူးကြီးရှိတယ်သို့တော်နေရောင်နဲ့မတွေ့ရရင်မပွင့်ဘူး
လာရောက်နဲ့ပွင့်တဲ့ကြံပန်းနဲ့လာရောက်နဲ့မတွေ့ရရင်မပွင့်ဘူးအခုလည်းပဲကိုယ်တိုင်လှုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုရဲ့စွမ်းအားကအစင်းသင်းဖြစ်နေတဲ့အချိန်မှာမြတ်စွာဘုရားကအေးဘိက္ခုလို့ခေါ်လိုက်တာနေရောင်နဲ့ထိတွေ့လို့ကြံပန်းကြီးပွင့်သွားသလိုပဲအဲ့တော့ဘု து တကိုယ်လုံးလို့ပြောရမယ်ဆိုလို့ရှိရင်တော့အထီးကအကုသိုလ်ရှင်တို့ရဲ့ပုံညိဋ္ဌိလို့ပြောမှာနော်သူတို့ရဲ့ကုသိုလ်ကောင်းမှုရဲ့စွမ်းတကူမြတ်စွာဘုရားခေါ်တော်မူတဲ့စကားလို့ဆိုတဲ့နေရောင်နဲ့ဆုံတွေ့လိုက်တဲ့အခါမှာဂျာပန်ကြီးပွင့်သွားတယ်လို့တကူဖြင့်ပြီးတဲ့ဒီသပိတ်သင်္ကန်းနေရအဲ့ဒီလိုကုသိုလ်ကောင်းမှုမလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ဆိုရင်ဘာဟိယဒါရုစိရိယတို့ပုဂ္ဂုတာတိတို့ဆိုရင်ဒီလိုသင်္ကန်းလူပြီးစုပတ်ခဲ့တာမဟုတ်တော့သင်္ကန်းကိုချင်ပါတယ်ဆိုရင်မြတ်စွာဘုရားကဒါဖြင့်သပိတ်သင်္ကန်းရှိပြီလားမရှိသေးရင်ရှာအောင်ဆိုသွားရှာအဲ့ဒီမှာကံစိုးမိုးမောင်ကြပြီသင်္ကန်းတော့မိုးလည်းရအောင်လေဘာဟိယဒါရုစိရိယဆိုယဟန္တာတော့ဖြစ်သွားတယ်သို့တော့သင်္ကန်းမိုးလည်းရဘူးလို့ပြောအောင်မှာဖြစ်တယ်အဲ့တော့တကူဆိုတာဘု து တကူလဲဆိုရင်ကိုလိုခဲ့တဲ့ကုသိုလ်ကောင်းမှုဒီကုသိုလ်ကောင်းမှုတွေကတကူတွေပဲနော်ပုံညဝတ္တောအဋ္ဌိဆိုတာအဲ့ဒီစွမ်းတကူနဲ့တွေ့တယ်ဒါပထမဆုံးသာသနာမှာဝိယုံနဲ့သင်္ကန်းလို့ပြောချင်းပြောလို့ရတယ်တန်ဃာတွေထဲမှာပထမနောက်ပိုင်းမှာကျတော့ဗာသင်္ကန်းတွေဝိယုံကြတော့ဆိုပန္တုကုလစီဝရလို့ဆိုတယ်ပန္တုကုသင်္ကန်းပန္တုကုသင်္ကန်းဆိုတာကိုသွားတဲ့လာတဲ့လမ်းမှာကိုယ့်အတွက်ရည်စူးရဖြစ်စေသူများအတွက်ရည်စူးရဖြစ်စေလာပြစ်ထားတဲ့သင်္ကန်းလဲပန္တုကုသင်္ကန်းပဲသို့မဟုတ်မလိုချင်လို့ပြစ်ထားတဲ့အဝတ်စာတွေလဲပန္တုကုပဲသို့မဟုတ်တုတ်တန်တခြားသင်္ချိုင်းဝါမှာရုပ်အလောင်းတွေကိုပတ်ပြီးတော့ပြစ်ထားတဲ့အဝတ်တွေလဲပန္တုကုလာပဲနော်အဲ့ဒီအဝတ်တွေကိုကောက်ယူဒီဖွတ်လျှော်ပြီးတော့ချုပ်ဆိုးဝတ်တဲ့သင်္ကန်းမျိုးကိုပန္တုကုသင်္ကန်းမြတ်စွာဘုရားသာသနာတော်ဖြစ်ပေါ်လာတဲ့အခါပန္တုကုသင်္ကန်းနဲ့ယက်တည်နေရတာအကြာကြီးပဲခဏအထိပဲဖြစ်တာမရှိဘူးဒါမှမဟုတ်တုံလောကယဟန်ဟောပြီးရင်တော့သိကြလိမ့်မယ်ယဟန်ခံပြီးလို့ယဟန်ဖြစ်သွားတာနဲ့တပြိုင်နက်ပန္တုကုလစီဝရနိတ္တယပပိစ္ဆာတထတေယဝစီယောဥဒ္ဒဟောကရဏီယောလို့ဩဝါဒပေးတာကြားဘူးလိမ့်မယ်ယဟန်ဖြစ်ဆိုတာပန္တုကုသင်္ကန်းပေါ်မှာမိတီးနေရတာဖြစ်လို့ရတဲ့ပန္တုကုသင်္ကန်းပေါ်မှာဝိယုံမဲ့လို့ပန္တုကုသင်္ကန်းကိုဝိယုံပြီးတရားချိုးစားမယ်လို့ချိုးစားအထုတ်ပါတရားထုတ်မယ်လို့ချိုးစားအထုတ်ပါလို့မြတ်စွာဘုရားဒီလိုဆုံးမခိုင်းထားတာပေါ့နော်အဲကြောင့်ပန္တုကုသင်္ကန်းနဲ့ဝိယုံလာတဲ့သာသနာကြီးမှာအခုလိုတရားတော်တွေသင်္ကန်းလှူလာတဲ့လှူခွင့်ရတာကြတော့ဆရာဇီဝကကြီးရဲ့ခွင့်တောင်းမှုကြောင့်ရတယ်ဆရာဇီဝကကြီးကတန်ဖိုးကြီးမားတဲ့တိဝေယကဝတ်စုံဆိုတိဝိတိုင်းမှာထုတ်လုပ်တဲ့တိဝိတိုင်းကဝတ်စုံကအတ္တမကောင်းတယ်ချောညက်တယ်တန်ဖိုးကြီးမားတယ်အခုခေတ်တော့ပြည်နာမှာပဲဟုတ်တယ်တော့ကြောင့်ဝါပိုးကြီးဆိုတာလာလိုက်ဟိုဟာလာလိုက်ဒါလာလိုက်ဘိုးမတို့အမျိုးစုံပဲခုခေတ်နာမယ်တိဝိတိုင်းပြည်ဝတ်စုံကဒီစိုက်ပျိုးတဲ့ဝါကွမ်းကလည်းပို့ပြီးတော့နုညံ့တယ်လှုပ်တဲ့ပုဂ္ဂိုလ်တွေကလည်းကျွမ်းကျင်တယ်ရက်လှုပ်တဲ့ပုဂ္ဂိုလ်တွေကလည်းကျွမ်းကျင်အဲဒါကြောင့်မို့တိဝိတိုင်းပြည်ဝတ်စုံကအဲ့ဒီခေတ်ကာလမှာအကောင်းဆုံးဝတ်စုံလို့ခေါ်တယ်ဆရာဇောကကြီးကဆေးကုလို့လက်ဆောင်ရလာတဲ့အဲ့ဒီဝတ်စုံကြီးကိုပေဝိသရမင်းကြီးနဲ့မြတ်စွာဘုရားနှစ်ဦးသာလည်းထိုက်တန်တယ်လို့စိတ်ထဲမှာထားပြီးနောက်ဆုံးမှမြတ်စွာဘုရားကိုရွေးချယ်ပြီးလာလှူတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားပန္တုကုသင်္ကန်းပဲတန်ဃာတွေလည်းပန္တုကုသင်္ကန်းပဲအဲ့ကြောင့်မို့ဆရာဇောကကြီးကလျှောက်တယ်ပကဝါပိပန္တုကုလိကောဘိက္ခုတံဃောပိပန္တုကုလိကောအရှင်ဘုရားလည်းပန္တုကုသင်္ကန်းပဲဝတ်တယ်ယဟန်တန်ဃာတွေလည်းပန္တုကုသင်္ကန်းပဲဝတ်တယ်သို့တော်တပည့်တော်ကိုတနာငဲကြတဲ့အနေနဲ့ဒီဝတ်စုံကိုလက်ခံတော်မူပါအရှင်ဘုရားလက်ခံပြီးလို့ရှိရင်လည်းတန်ဃာတွေကိုတရားဓမ္မတွေလှူတဲ့ဂါပတိစီဝရဆိုတဲ့သင်္ကန်းလက်ခံခွင့်ပြုတော်မူပါတခါတည်းရှောင်လိုက်တာရှောင်လိုက်တော့မြတ်စွာဘုရားဒီသင်္ကန်းနှမျိုးကိုပန္တုကုသင်္ကန်းကိုခဏခေတ်ကခဏကစပြီးတော့စွန့်ညတော့လို့မပြောဘူးယောအိစတိပန္တုကုလိခောဟောတုပန္တုကုသင်္ကန်းကိုဆက်ဝတ်ချင်တဲ့ဆိုရင်လည်းဝတ်ဂါတိယောအိစတိဂါပတိစီဝရိဂါပတိစီဝရံတာတိယတုတရားဓမ္မတွေလှူတဲ့သင်္ကန်းကိုလက်